19ရာစုနောက်ပိုင်းကာလအဲ့ဒီတုန်းကသိပ္ပံလောကရဲ့အယူဆအားအခုခေတ်နဲ့လုံးဝကိုကွဲပြားနေခဲ့ပါတယ်။အတန်ဆိုတာဘီလီယံဘောလုံးလေးတွေလိုမာကျော်ပြီးထပ်ခွဲလို့မရတဲ့အသေးငယ်ဆုံးအခြေခံမုံလို့လူတိုင်းကတထက်သေးယုံကြည်ခဲ့ကြတာပါ။ဒါပေမဲ့ဒီနေ့မှာတော့ဒီယုံကြည်ချက်ကြီးကိုအကြီးကျယ်စိန်ခေါ်မဲ့ထူးဆန်းတဲ့အလင်းတန်းလေးတွေပေါ်ပေါက်လာခဲ့ပါတယ်။ကေဘရတက္ကသိုလ်ကနာမည်ကျော်ကာဗင်တစ်တက်ခွဲကန်ထဲမှာဗြိတိရှရူပဗေဒပညာရှင်ခြေကြီးတန်ဆင်ဟာလေယာဉ်နဲ့ဖန်ပြွန်လေးတွေနဲ့စမ်းသပ်မှုတစ်ခုကိုလုပ်နေခဲ့ပါတယ်။ဖန်ပြွန်ထဲကိုလျှက်စစ်ဖြတ်တန်းလိုက်တဲ့အခါအမောင်ထဲမှာတောက်ပတဲ့အစိမ်းရောင်အလင်းတန်းလေးတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကိုကတ်တုတ်ရောင်ကြီးကတ်တုတ်ရေးလို့ခေါ်ကြတာပေါ့။အဲ့ဒီခေတ်ကပညာရှင်တွေကြားမှာညှင်းခုန်မှုတွေဖြစ်ကုန်ပါတယ်။တချို့ကဒါဟာအလင်းတိုင်းတွေလို့ဆိုကြပြီးတချို့ကတော့အမုံလေးတွေလို့ထင်ကြပါတယ်။ဒါကိုတန်ဆင်ကအတိအကျသိကျင်ခဲ့ပါတယ်။သူဟာတကယ်ကိုပါးနှက်တဲ့စမ်းသပ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်။အဲ့ဒီရောင်ကြီးတွေပေါ်ကိုတန်လိုက်စက္ကွန်းတွေဖြတ်တန်းစေခဲ့တာပါ။အဲ့ဒီမှာတင်အံ့ဩစရာကောင်းတဲ့အချက်ကိုတွေ့လိုက်ရပါတယ်။ရောင်ကြီးတန်းတွေဟာတန်လိုက်ရဲ့စွန့်ငင်မှုကြောင့်လမ်းကြောင်းကွေးသွားပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲ။ဒီရောင်ကြီးတွေထဲမှာအနုလက္ခဏာဆောင်တဲ့လျှက်စစ်တက်တွေပါနေတယ်ဆိုတာကိုသက်သေပြလိုက်တာပါပဲ။ကိုပြီးတုံလို့စရာကောင်းတာကအဲ့ဒီအမုံလေးတွေရဲ့အရွယ်အစားပါ။တန်ဆင်တယောက်တိချာတိုင်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီအမုံလေးတွေဟာအတန်တစ်ခုတည်းအစာပေါင်း2000နီးပါးပိုသေးနေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာကမ္ဘာသမိုင်းကိုပြောင်းလဲပစ်လိုက်တဲ့အခိုက်အတန့်ပါပဲ။အတန်ဟာအသေးငယ်ဆုံးမဟုတ်တော့ပါဘူး။သူ့ထက်အများကြီးသေးငယ်တဲ့အမုံလေးတွေအတန်ထဲမှာရှိနေပါသေးတယ်။ဒါဟာလူသားတို့ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့အတန်အောက်အမုံအီလက်ထရွန်တွေပဲဖြစ်ပါတယ်။ဒီတွေ့ရှိချက်ကြောင့်တန်ဆင်ဟာအတန်ရဲ့ပုံစံအသစ်ကိုဆွဲခဲ့ပါတယ်။သူဟာအတန်ကိုစပြည့်သီးပူတင်မုံလို့မြင်အောင်ခဲ့တာပါ။အပေါင်းလက္ခဏာဆောင်တဲ့မုတ်သားလုံးကြီးထဲမှာအနုလက္ခဏာရှိတဲ့အီလက်ထရွန်လေးတွေကသတိသီးကြောင်လေးတွေလိုမြုပ်နေတယ်လို့သူကယူဆခဲ့ပါတယ်။1906ခုနှစ်မှာတော့တန်ဆင်ဟာဒီရှာဖွေတွေ့ရှိမှုအတွက်နိုဘယ်ဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကသူတို့မသိခဲ့တာတခုရှိပါတယ်။ဗန်မြုံလေးတွေတဲကအားပြော့ပြော့အလင်းရောင်လေးတွေလိုထင်ခဲ့တဲ့အဲ့ဒီအီလက်ထရွန်လေးတွေဟာနောက်တစ်ချိန်မှာလူသားတွေရဲ့နေ့စဉ်ဘဝကိုအုပ်ဆိုးတော့မယ်ဆိုတာပါပဲ။ဒီကနေ့သင်္ကန်းထားတဲ့စမတ်ဖုန်းအခုကြည့်နေတဲ့ကွန်ပျူတာအင်တာနက်ရုပ်မြင်သံကြားအားလုံးဟာအီလက်ထရွန်လေးတွေရဲ့လှုပ်ရှားမှုကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့လို့ဖြစ်ပေါ်လာတာပါ။အီလက်ထရွန်သားမရှိခဲ့ရင်ကျွန်တော်တို့ကမ္ဘာကြီးဟာဒီနေ့ထိအမှောင်တိကျနေအောင်ပါပါ။ခြေခြေတန်ဆင်ကတော့တက်တည်ပြသွားခဲ့ပါပြီ။ကမ္ဘာအကြီးကျယ်ဆုံးသောရှာဖွေမှုတွေဆိုတာအဝေးကြီးမှရှိနေတာမဟုတ်ပဲလူတိုင်းကပုံမှန်ပါပဲလို့ကြော်တက်သွားတဲ့အရာလေးတွေကိုဒါပါလဲလို့သေချာဂရုစိုက်မေခွန်းထုတ်ရကနေစတင်လာတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တခုလောက်မေးချင်ပါတယ်။အခုဆိုရင်အီလက်ထရွန်ကနေတဆင့် AI နည်းပညာတွေထိကမ္ဘာကြီးကတိုးတက်လာခဲ့ပါပြီ။ဒါဆိုရင်နောက်အနာဂတ်မှာအီလက်ထရွန်လိုမျိုးပဲကမ္ဘာကြီးကိုနောက်တစ်ကြိမ်အကြီးကျယ်ပြောင်းလဲပြစ်မဲ့အရာကဘာဖြစ်မဲ့လို့ထင်ပါသလဲ။သိပ္ပံပညာရှင်တွေမတွေ့သေးတဲ့အရာတွေကရောကျွန်တော်တို့ဝန်းကျင်မှာရှိနေအောင်မလား။တင်တို့ရဲ့ထင်မြင်ချက်လေးတွေကို comment မှာရေးပေးခဲ့ကြပါအောင်ဗျာ။အခုလိုဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ like နဲ့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။